နေဝင်ခါနီခရီးသည်တွေဘယ်စီဌာနနေကြမှာလေအချိန်ရှိခိုင်ရှာလိုက်ပါလေနေဝင်ကဒုက္ခပင်လဲဝေဒီမှာမူချဖြစ်ကြလေပြီမသေးခင်လေးတင်တွေးချိန်မီသေမီဆက်ဆက်မလွယ်ကိုစီမြတ်တရားသင်ပွားချိန်တမ်းမီနေ့စဉ်အားထုတ်ပြုလုပ်တွင်အာလတိနေတနေ့မမြင်သာဝနေရေရှုပ်ထွေးဆုံးလင်းဒီဒုက္ခကြီးလာလူတို့တွင်သာသမီအတွက်နေရချိန်ကောင်းမအားနိုင်ပဲငါရဲ့ဖြစ်ပုံရှိရှိဘဝပြုကြဖုံဖုံခုတိုင်းလဲအားရဲ့ပဲမဲ့ကြောင်းကဘာမီထက်ပူချက်ပြင်းထန်ဖဲမီတွေလဲညံနေဝေဖန်ကိလေသာမီထိန်ကြီးဝေလျံဘဝတိုင်းမဆိုင်လောင်နေပြန်ဒုက္ခနှုတ်ကဆိုတာမျက်ရည်တောက်ရယုတ်ကလွန်နာခွေရိုင်ပြောလို့အာယောနေတာဘယ်သူလဲမဆွဲကိလေသာဆဲကွေးဆဲတက်တင်ကြချီပြန်ထုတ်ထားချုပ်ထားလုံအားမတန်တန်ရောစင်တဲ့တိကွယ်အမှန်ဘဝပေါင်းကြာညောင်းနေအောင်ဖန်အဲ့ဒီလိုနဲ့သေကြတာတွေတွန်းလို့မရဘဝတင်ချေခုပဲလို့ပါသေးကြမယ်လေဆုံးဖြတ်စမ်းတင်လဲပြောင်းအောင်လေရည်တရားတာသေးသွားရင်လေအထောက်ငယ်လေးပူရိပ်ထွေထွေသွားရစကံပင်မဲလေယခုကပြုကြကုသိုလ်တွေကုသိုလ်ပြုလို့အုပ်ချုပ်ညံ့မြောင်းပေါ်ပေါ်ဆဆပြုကြမတော်လဲ၍မဆုံးကြည်အောင်ညံ့မြောင်းပေါ်စားရင်မသေးအဖြစ်ပေါ်ကုသိုလ်ပြုကပေါ်စားတာဟာဟိုတန်တရားကလက်စပါလားအဲ့ဒီလက်စဖြတ်မတော်မှာညံအုပ်ချုပ်ပြုလုပ်ကြစမ်းပါသာသနာနဲ့လေကြုံခဲ့ပြန်နေကြုံမြန်တော်လဲဒီခဲ့ပြန်နေသိပြန်တော်ကကျင်သွားဖို့ရဲ့မလွယ်ဘူးအထူးကြိုးစားွယ်ဝိဇ္ဇာမျိုးကွယ်မရှိလို့ပင်ကင်္ဂဝါလို့လွယ်မှုသိမြင်သာသနာကြုံဆဲသင်လွယ်နေပြန်နောင်ကိုလဲသင်လွယ်ဖို့သာပြင်ခန္ဓာငါးပါးဉာဏ်ဆိုင်ကြည်လျင်အိုးကင်းလော်သည်နိုင်အသွင်တဖြောက်ဖြောက်နဲ့ပြက်ကြသွင်းယုံနံကအနိစ္စသည်ကိုမြင်အရေးတကအရေးဒီအရေးကိုတောင်းအကြီးကျယ်ဆုံးတလုံးမှတ်ပေါင်းဒီထွက်ရလန်းမှတ်စမ်းသေးကြောင်းဒီအသိမရှိ၍လဲနေတာ
ခန္ဓာငါးဝါးဓမ္မကိုရှာဉာဏ်မှာတွေ့တော့သဘောကိုသာအပိုင်တိကလေးဝါပဲရွာတန်တရားဆက်ထွက်ပေါက်ဧကံသာသမာတိလာညီမြအစုံပညာဦးစီးခရီးစပုံတိတ်ခါသုံးချက်အကွက်လဲပုံဝေကရက်လွဲထွက်တန်တိပုံလူဖြစ်လာကြလောကဤပုံကံကောင်းထောင်းလို့ဗုဒ္ဓတွေ့ကြုံကျူးစာလိုက်ကြစွမ်းအားအကုန်တန်တရားဆက်ထွက်ရနိဗ္ဗာန်ဘုံတွေးစိတ်ကြံစိတ်မှန်ရိပ်ပုံသွင်းမတိကြလို့သူငါလို့ထင်တဲ့စိတ်နဲ့ပြည့်မြဲအစဉ်သိမြင်ရှင်းလွတ်ကင်းနိဗ္ဗာန်ဝင်